Hello everyone, welcome to Thinking for Kids. ဒီနေ့တော့တီတီရကလေးတို့အယောင်တွေကဘလောက်ရေးကြီးလဲဆိုတာနဲ့အယောင်တစ်ခုချင်းစီကစိတ်ပေါ်အကျိုးသက်ရောက်မှုဘယ်လိုတွေရှိလဲဆိုတာပြောပြမယ်နော်အယောင်တွေကဘာများအရေးကြီးလို့လဲဆိုအရေးကြီးတာပေါ့ကွယ်အယောင်ရွေးချယ်မှုကသုံးဆွဲသူရဲ့စိတ်အခြေအနေစိတ်ခံစားမှုနဲ့ဆုံးဖြတ်ချက်တွေကိုအကျိုးသက်ရောက်စေနိုင်တဲ့အပြင်အဆောက်အဦတွေစောက်လုပ်တဲ့အခါနဲ့လူကူဒီဇိုင်းတွေရေးဆွဲတဲ့အခါမှာအယောင်ရွေးချယ်ခြင်းကတိတ်ကိုအရေးကြီးတယ်ကွအယောင်တွေကိုနေရာတကျအသုံးမချတတ်ရင်အကျိုးသက်ရောက်မှုနည်းသွားနိုင်ပြီးတော့လူရဲ့စိတ်ခံစားချက်နဲ့အပြုအမူတွေကိုလည်းထိန်းချုပ်ဖို့ခက်ခဲစေနိုင်တယ်ကွအယောင်တစ်ခုချင်းစီမှာလည်းသူ့အကျိုးကျေးဇူးနဲ့သူရှိတယ်ကွ red လို့ခေါ်တဲ့အနီရောင်ဟာဆိုရင်စိတ်ကိုလှုပ်ရှားစေတယ်ရဲရင်တက်ကြွစေတယ်စွမ်းအင်တက်စေတယ်ကွဒါကြောင့်အနီရောင်ကိုအချစ်အားကစား dance play time အနည်းသတိပေးချက်တစုံတစ်ခုကိုအဓိကပြချင်တဲ့နေရာနဲ့အရေးကြီးတဲ့နေရာတွေမှာအသုံးများတာပေါ့ကွသူ့ကိုအရေးအများကြီးသုံးလို့ရင်တော့စိတ်အလိုမင်းလှုပ်ရှားမှုနဲ့စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတတ်တယ်ကွရဲလို့ခေါ်တဲ့အဝါရောင်လေးကတော့ပျော်ရွှင်မှုကိုတိုးပွားစေပြီးစဉ်းစားတွေးခေါ်မှုနဲ့စူးစမ်းလိုစိတ်ကိုမြင့်တင်ပေးတယ်ကွအများကြီးသုံးမိရင်တော့အာယုံစူးစိုက်မှုနည်းစေတာပေါ့ကွသူ့ကိုတော့ဂိမ်းစောတဲ့နေရာကစားကွင်းစဖတ်ခန်းနဲ့စူးစမ်းလေ့လာတီထွင်တဲ့နေရာတွေမှာသုံးသင့်တယ်ကွ green လို့ခေါ်တဲ့အစိမ်းရောင်လေးကတော့တဘာဝနဲ့ဆက်ဆက်မှုကိုကိုစားပြုပြီးစိတ်ကိုအေးချမ်းစေတာပေါ့ကွအဲ့အပြင်အစိမ်းရောင်လေးကစိတ်ကိုတက်တောင့်တက်တာဖြစ်စေပြီးစူးစမ်းလိုစိတ်တွေဖြစ်ပေါ်တတ်တယ်လို့စိတ်ဝင်စားမှုကိုလည်းမြင်မစေတယ်ကွအဲ့ဒါကြောင့်စဖတ်ခန်းအနားယူပန်းဖြည့်တဲ့နေရာတင်ကြားရေးအခန်းကျမ်းမာရေးနဲ့တဘာဝထုတ်ကုန်တွေမှာသုံးတတ်တယ်ကွblue လို့ခေါ်တဲ့အပြရောင်လေးကတော့စိတ်အေးချမ်းမှုကိုဖြစ်ပေါ်စေတယ်ကွတည်ငြိမ်မှုနဲ့ယုံကြည်မှုကိုကိုစားပြုပြီးအနားယူခြင်းစိတ်တိုးစေတယ်အဲ့ဒါကြောင့်အပြရောင်လေးကိုစာအုပ်ဖတ်တဲ့နေရာအိတ်ခမ်းနဲ့ညအိတ်တဲ့အချိန်တွေမှာညအိတ်မီးဖြစ်ထားပြီးသုံးသင့်တယ်ကွကလေးတို့တခုတော့သတိထားရမယ်နော်အပြရောင်မီးအရမ်းများလို့ရင်အိတ်ဆက်မှုကိုထိခိုက်စေနိုင်တယ်ကွအဲ့အပြင်ရှုံးဘန်ဤပညာနဲ့ပတ်သက်တဲ့ကုမ္ပဏီတွေလုပ်ငန်းတွေမှာလည်းအပြရောင်ကိုသုံးသေးတယ်ကွဘလက်လို့ခေါ်တဲ့အနက်ရောင်ကတော့စွမ်းအားစီးမြင့်တဲ့နှဆိုင်မှုကိုကိုစားပြုတယ်ကွသူကိုတန်ဖိုးမြင့်ထုတ်ကုန်ဖက်ရှင်နဲ့ဝမ်းနဲ့ချင်းထိမ့်မှတ်နေရာတွေမှာအသုံးများတယ်ကွအနက်ရောင်ကိုအရန်အသုံးများသွားရင်တော့စိတ်ကိုအနှဲငယ်ဖိစီးစေတာပေါ့ကွယ် white လို့ခေါ်တဲ့အဖြူရောင်လေးကတော့တန့်ရှင်းမှုအေးမြမှုစိတ်အေးချမ်းမှုစိတ်ရှင်းလင်းစေမှုဖြူစင်မှုနဲ့တောက်ပမှုကိုကိုစားပြုတယ်ကွသူ့ကိုတော့စေးဝါးနဲ့အိမ်တွေးလာစင်တဲ့နေရာတွေမှာအသုံးများတယ်ကွ brown လို့ခေါ်တဲ့အညိုရောင်လေးကတော့တည်ငြိမ်ရင့်ကျက်မှုနဲ့လုံခြုံမှုကိုကိုစားပြုပြီးတဘာဝနဲ့ဆက်နွယ်မှုရှိတယ်ကွသူ့ကိုတော့ပရိဘောဂပစ္စည်းတွေနဲ့တဘာဝဆိုင်ရာဒီဇိုင်းတွေမှာအသုံးများတယ်ကွဖာဖဲလို့ခေါ်တဲ့ခရမ်းရောင်လေးကတော့စိတ်ကူးရင်ဖန်တီးမှုကိုဖွံ့ဖြိုးတိုးတက်စေတယ်ကွခရမ်းရောင်လေးကိုပကြီးဆွဲတဲ့နေရာစာရေးတဲ့နေရာနဲ့လက်မှုပညာဖန်တီးတဲ့နေရာတွေမှာသုံးသင့်တယ်ကွorange လို့ခေါ်တဲ့လိမ္မော်ရောင်လေးကတော့ပျော်ရွှင်မှုနဲ့ energy ကိုတိုးပွားစေနိုင်တယ်ကွဒါကြောင့်လိမ္မော်ရောင်ကိုကစားခွင့်နဲ့ပုံပြင်ပြောပြတဲ့နေရာပတ်ဝန်းကျင်တွေမှာသုံးသင့်တယ်ကွ pink လို့ခေါ်တဲ့ပန်းရောင်လေးကတော့နူးညံ့မှုမြစ်တာနဲ့နှွေးထွေးမှုကိုကိုစားပြုတယ်ကွဒါကြောင့်ပန်းရောင်လေးကိုမင်းကလေးအိတ်ခမ်းမင်းကလေးအသုံးအဆောင်လှအပနဲ့နူးညံ့မှုကိုကိုစားပြုတဲ့နေရာတွေမှာအသုံးများတယ်ကွကဲဒီလောက်ဆိုကလေးတို့လည်းအယောင်လေးတွေကစိတ်ကိုဘလို့အကျိုးပြုလဲဘလောက်ရေးကြည့်လဲဆိုတာသိလောက်ပြီပေါ့ကွယ်အဲ့ဒါဆိုနောက်တစ်ခါအယောင်လေးတွေကိုရေးချယ်ရင်သူ့နေရာနဲ့သူတေချာစဉ်းစားရွေးချယ်ပြီးအယောင်လေးတွေကို
အကျိုးရှိရှိအသုံးချကြရမယ်နော်မတိသေးတဲ့တငယ်ချင်းတွေကိုလည်းအယောင်လေးတွေကြောင့်ပြန်ပြောပြဖို့မမေ့နဲ့အောင်နော် Thinking for Kids နဲ့အတူစဉ်းစားပါသင်ယူပါလေ့လာပါပျော်ရွှင်ပါ This is Thinking for Kids Inspiring Rand Mind Sporting Loving Mass